Nice တွေ့ရဝမ်းသာပါလေအိုင်းနဲ့အိုင်းနဲ့ဒီဘီလီယံနာမိုးကုမ္ပဏီတို့ကအတူတူဖွင့်ခဲ့တာပါအဲ့ဒါမိုင်းရလေဒီလဲခုနားမှာရုပ်ရှင်ရိုက်နေတာအဲ့ဒီကမှရုပ်ရှင်ရိုက်နေမောင်ကြီးကဒီမှာရှိနေဆိုတာနဲ့ဒါဘီလီယံနာမိုးကကုမ္ပဏီကညီမလေးမဝေဒါမိုင်းနဲ့တူတူရုပ်ရှင်ရိုက်နေတဲ့ညီမလေးစောင်းရင်းဆန်းအဲ့ဒါမောင်ကြီးရဲ့ကိုလာပြီးတော့လက်ဆောင်လေးလာပြီးတာပါကျေးဇူးတင်ပါတယ် ဒီခုလိုတွေ့ရတဲ့မိုင်းရအများကြီးဝမ်းသာပါလေပျော်လဲပျော်ပါတယ်အားလုံးချစ်တယ် စစ်စစ်ခဏနေရနော်ဆရာ ကျေးဇူးများတင်ပါတယ်မိုင်းပြည့်တဲ့လက်ဆောင်ကနည်းနည်းလေးသေးနေပါတယ်မိုင်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ပြီးတော့ဘီလီယံနာမိုးကအောက်မှာအင်ဂျင်ဝေပေးနေပါတယ်အဲ့ဒါဒရိုက်တာကိုစောအာယုံဦးဖြစ်ပါတယ်ကလောင်းတလုံးလောက်ဖားသားကိုထိုးပေးတယ်ဆိုတော့အမဒုတိယဇက်စီရကျွန်တော်